ခုဟာတော့ဒါတံမယာသီးပေါ့နော်6လတံမယာလို့လည်းခေါ်ရဲပေါ့ဆေးတံမယာလို့လည်းခေါ်ရဲပေါ့အဲ့စာကိုဒါရီစင်အောင်စီးပြီးတော့ပေါ့ရေစိန်ထားတယ်စိန်ပြီးတော့တေချာပြီးကန်နေကျတော့ထပ်စီးရပေါ့နော်အဲ့ဥစာကိုပြီးပြီးတော့ပြားရည်တကြားနေငယ်စားထည့်ပြီးတော့ဒီဘူးလေးမှာစိန်မှာဖြစ်ပါတယ်ပေါ့နော်ဖန်မလေးရှိတော့လည်းဖန်မလေးမရှိရင်လည်းဘူးဆိုလည်းရတယ်ပေါ့နော်လေးလုံးရတယ်ပေါ့အဲ့ဟာကိုပျော်ဝင်အောင်လို့ဣမီအောင်လို့ထားမယ်ပေါ့နော်ဥပမာ2ရက်သို့မဟုတ်3ရက်ပေါ့ဒါမှမဟုတ်4ရက်လည်းကြာမယ်ပေါ့အဲ့ဟာနူးဤပြီးတော့ပျော်သွားပြီဆိုလို့ရှိရင်အဲ့အယူညအဲ့ရအောင်ကနိုင်မင်းကလေးတွေအသက်ကြီးတော့၎င်းအသက်ခလက်လက်တော့၎င်းအသက်ငယ်တော့၎င်းပေါ့နော်ရေချဲအေးပေါ့ရေနွေးအေးလေးနဲ့အဲ့ဟာရေနွေးကိုပူပူကြီးလည်းမဟုတ်ဘဲနဲ့တောက်တန်ကောင်းပေါ့အဲဥစားလေးနဲ့ဒါတညကိုတစ်ခွက်တောက်ပေးဦးလန်းချောင်းလည်းရှင်းတယ်အဖူလည်းဆင်တယ်ပေါ့နော်ပြီးရင်တောင်ဖြစ်မဲ့ယောဂလေးလေမင်းကြီးဖြစ်မဲ့ယောဂလေးလေတက်တာတယ်ပေါ့နော်အားလေးကိုနီလန်းလေးပေးလို့လုပ်ကြည့်တာပေါ့နော်ဒီနေ့စမ်းလုပ်ကြည့်ရအောင်အဲ့ဒါလေးဗီဒီယိုရိုက်ထားတာဖြစ်ပါတယ်တကယ်လို့လုပ်ကြည့်ချင်တဲ့လူတောက်ကြည့်ချင်တဲ့လူရှိရင်လည်းကိုလိုပဲလုပ်ကြည့်ပေါ့နော်လုပ်ဒီကောင်ကျလည်းလည်းဖြူသူကကျတော့ဟိုနည်းနည်းနုတော့ပေါ့သူကကျတော့စေးတံမရမဟုတ်ဘူးသူကကျတော့ပါလေခဲ့တည်းသူကအရေးသိမ့်မအောင်နော်အေးစားလို့ရတယ်အဲ့ရလဲဒီငါလုံးပါတယ်ပေါ့နော်အဲ့ဒါလေးကျတော့ဖြူပေါ့အဖြူသူကအရေးသိမ့်မထွက်အဲ့ကကျတော့သူအမျိုးသိမ့်မလွယ်ဘူးပေါ့အားလုံးပဲတက်တာပါနော်ဘိုင်ဘိုင်